အဲ့နေရာလေးမှာပဲသူတို့တွေဖမ်းခံရတဲ့လူတွေအကုန်လုံးရှိမှာပဲတက်ဖြတ်ပြီးတော့လိုအပ်တဲ့ဟာတွေကိုဝယ်သူရှိအဲ့လိုမျိုးပေးတာတချို့တွေဆိုရှင်ဒီမျိုးပေါ့နော်အော်ဒါအကြီးတွေမဟုတ်ပါအသေးမွားလေးမျိုးလက်မျိုးလေးအဲ့မျိုးပေါ့နော်လူတက်စရာမလိုတဲ့ခဏကိုအသေးစားစိတ်ပိုင်းလေးလို့ရှင်အဲ့လိုမျိုးပဲသူတို့ဖြတ်ထုတ်သွားပြီးတော့ဒီအသက်ရှင်နေတဲ့ခဏကိုအဲ့မှာကျိုးတန်ကျိုးတွေနဲ့ပဲပြန်သွားရှိတာချင်းအားလုံးမင်္ဂလာပါဒီနေ့မှလည်းရည်ရဲ့ကဘာတူရဖြစ်မှန်အကြောင်းအရာများပြကြပြီးတဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပြီးမဲ့အကြောင်းအရာလေးပေါ့အရန်နဲ့ပါကြောက်ဖို့ကောင်းတယ်ဒီ2014ခုနှစ်တောင်အာဖရိကရဲ့နိုင်ဂျီးရီးယားအီဘာဒန်မြို့မှာဖြစ်သွားတယ်ပေါ့နော်ဒီလူတွေကိုကိုယ်တိုင်တစ်ခုတည်းမှာဖမ်းဆီးခေါ်ဆောင်ပိတ်နှောင်ထားပြီးတော့သူတို့တွေကိုတတ်ဖြတ်ပြီးတော့ဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေဒီဦးတွေအသေးတွေကြောက်ကအဲ့လိုတွေပေါ့နော်ဖြတ်ထုတ်ပြီးတော့ဒီလာဝယ်တဲ့သူတွေရောင်းချတာပေါ့နော်အရန်ကြောက်ဖို့ကောင်းတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကိုပြပြသွားမှာပေါ့နော်အဲ့တော့ဒီနိုင်ဂျီးရီးယားမြို့ဆိုရှင်မှာအရန်နဲ့မှကျေပြန်သလိုလူကြီးလည်းအရန်ထုထက်တဲ့မြို့ဖြစ်တယ်ပေါ့နော်ဒီမြို့မှာနေတဲ့သူအများစုဆိုလို့ရှိရင်သူတို့ကဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်တယ်ဒီသူတို့နိုင်ငံမှာဆိုရှင်ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေကိုအိုခိုတန်းလို့ခေါ်ကြတာပေါ့နော်ဒီအိုကိုတက်တွေဆိုတယောက်နဲ့တယောက်အရန်နဲ့မှယဉ်နေကြရင်ခင်နီဖြစ်စေမခင်နီဖြစ်စေအမျိုးတွေ့ချင်းလမ်းမှာတွေ့ပေါ့နော်အဲ့လိုနှုတ်ဆက်ကြတယ်သူတို့လုပ်ငန်းသူအရှင်ချင်းပေါ်ပေါ်ရည်ရည်နဲ့မိသားစုတစ်ဖွဲ့ရှိခင်ကြတာပေါ့နော်အဲ့မှာဒီလိုမျိုးမိသားစုတစ်ဖွဲ့ရှိခင်ကြတဲ့အိုကိုတက်တရားဆိုရှင်ဒီ2014ခုနှစ်ရဲ့မှာဆိုရှင်ပေါ့နော်ရုတ်တရက်ပျောက်သွားတယောက်ပြီးတယောက်အဲ့လိုအိုကိုတက်တွေပျောက်တဲ့တဲ့တရားဆိုရှင်တယောက်စကားတယောက်နာနေအဲ့လိုမျိုးပေါ့နော်အိုတက်ကြီးတစ်ဖွဲ့လုံးပြတ်သွားတဲ့အချိန်မှာအိုကိုတက်တွေကလည်းစိတ်ပူကြပါဘောနော်သူတို့တငယ်ချင်းတွေကဘယ်ကိုပျောက်သွားကြလဲအဲ့မှာသူတို့ခင်နေသူတို့တငယ်ချင်းတွေကအဲ့လိုမျိုးရုတ်တရက်ပျောက်သွားတဲ့ဒီအိုကိုတက်တွေကအရန်စိတ်ပူပြီးတော့နောက်ဆုံးမှသူတို့ကရေစခန်းမှာသွားပြီးတော့အမှုဖွင့်ကြပါဘောနော်ဒီမျိုးပဲသူတငယ်ချင်းတွေကရုတ်တရက်အဲ့လိုမျိုးပျောက်သွားတယ်တယောက်ပြီးတယောက်အဲ့လိုမျိုးအမှုဖွင့်တဲ့အချိန်မှာသူရဲတွေကဆိုရှင်ဒီသူတို့လာအမှုဖွင့်တဲ့ဟာကိုလက်ခံနေဒါပေမဲ့လို့သူတို့တွေဟာမျိုးလိုက်ရှာပြီးတာဒီလိုမျိုးအာရုံရင်စိုက်ပြီးတော့မျိုးကူညီပေးတာတွေမလုပ်တိတ်ပြီးတော့မလုပ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာဒီအကြောင်းလည်းဘာမှမထူးကွာရေးတိုင်တဲ့အချိန်မှာအဲ့ဒါနဲ့သူတို့တွေဟာသူတို့ပဲရှာကြပါတော့သူတို့နားတဲ့ချိန်လေးတွေသူတို့ဒီခရီးတဲ့လိုက်ပိုးတဲ့ချိန်လေးပေါ့နော်အဲ့ဒီနေရာလေးမှာသူတို့ကသူတို့ငယ်ချင်းကလိုမျိုးပျောက်သွားလို့ဒီပုံစံဒီလိုမျိုးအနေဒါတွေးမိလားအဲ့လိုမျိုးတွေပတ်ဝန်းကျင်တွေကိုလိုက်မိတဲ့အဲ့လိုမျိုးရှာကြတာဒါပေမဲ့ဘလို့ပဲရှာသူတို့ရဲ့တငယ်ချင်းတွေကိုမတွေ့ဘူးအစာနာတဲဝန်စားတွေတောင်မရအဲ့ဒီမှာသူတို့လည်းပူစိတ်ပူမျိုးခေါင်းလေးလည်းကြိုက်လာပေါ့ငါတငယ်ချင်းလည်းမျိုးဘယ်ရောက်သွားလဲအဲ့မျိုးပေါ့နော်စိတ်ပူပြီးတော့အရင်ကမှမျိုးဘာလို့ရိုက်နေကွာဒီအချိန်မှာသူတို့တငယ်ချင်းကတယောက်မကောက်တယောက်ပြီးတယောက်လို့ပျောက်နေဆိုအဲ့လိုမျိုးပဲသူတို့ကစိတ်ပူပြီးတော့အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာပဲနောက်ထပ်တယောက်ထပ်ပျောက်တယ်ဒီတစ်ခါပျောက်တဲ့သူကဆိုလို့ရှိရင်သူတို့တွေနဲ့အရန်ရင်းနှီးတဲ့ဒီဂရုကြီးတစ်ခုလုံးနဲ့တည်တဲ့သူနာမည်ကထပ်စင်ပေါ့နော်သူပျောက်တယ်အဲ့ပေါ့ကွာသူတို့တည်တဲ့သူတို့ရင်းနှီးတဲ့ထပ်စင်ပျောက်တော့သူပို့ပြီးတော့ဒီຢာကြီးကစုညံပွက်လို့ရိုက်လာပါဖြစ်ဆိုတငယ်ချင်းတွေတယောက်ပြီးတယောက်ပျောက်ဒီတစ်ခါပျောက်တဲ့လူတွေကသူတို့နဲ့ရင်းနှီးတဲ့လူဖြစ်တဲ့စီမှာသူတို့ကလိုက်ရှာကြပေါ့မြင်နေရအနှံ့ဒီမျိုးကြီးတစ်မျိုးလုံးလိုက်ရှာအဲ့ဘလို့ပဲရှာတာဒီတစ်ခါလေပါတဲလုံးစားမမရောက်ဘာအကြောင်းရင်းမှလည်းမတွေ့ရလို့မျိုးပေါ့နော်အဲ့ချိန်မှာသူတို့ကပိုစိတ်ပူတာပေါ့မျိုးစကားကြီးပြောမျိုးလုံးတင်လဲဘာညာအဲ့လိုတိုင်းမင်းနေချိန်မှာပဲဒီသူတို့ဥပဒေအဖွဲ့တွေကတယောက်ရှိကိုထပ်စင်းဖုန်းကဝင်လာအဲ့ချိန်မှာသူကဝမ်းတာကတော့ထပ်စင်းဝင်လာပြီးဖုန်းခေါ်ဆက်လာတယ်အဲ့လိုချိန်မှာသူကဒီကောင်လေးကဆိုရှင်စပီကာဖွင့်ပြီးတော့ဒီတစ်ဖွဲ့တော့ကြားအောင်ပေါ့နော်အမျိုးဖွင့်လိုက်တာဖွင့်လိုက်ချိန်မှာဒီထပ်စင်းပြောတဲ့စကားကိုကြားပြီးတော့သူတို့တွေကအရန်တော့ကြောက်လန့်ပြီးတော့တုံလောက်သွားကြဘာပြောလဲဆိုထပ်စင်းငါ့ကိုကဲအောင်ပေါ့နော်ငါအခုဖမ်းခေါ်ခံလိုက်ရတာပြီးတော့ငါနဲ့အတူတူပေါ့နော်အရှား၈ယောက်လေးပါတယ်အကုန်လုံးကဖမ်းဆီးခေါ်ခံလိုက်ရတာအဲ့လိုပြောချင်ပါဟာသူတို့ကလန့်တာပေါ့အဆိုရှင်ထပ်စအခုဘယ်နာလေးရောက်နေလဲမျိုးမေးရပေါ့နော်ဘိုင်မေးချင်ထပ်စကလည်းငါမသိဘူးပေါ့နော်ငါအခုဘယ်နာရောက်နေမသိဒါပေမဲ့ငါတိရတစ်ခွက်ဒီမြေအောက်ခံနေမှာပေါ့နော်သူတို့ပိတ်ခံထားရတယ်လို့ပဲမြေအောက်ခံပုံစံပေါ့အဲ့လိုမျိုးပြောချင်ပါโอเคအဲ့ဆိုရှင်ပေါ့နော်ထပ်စင်ဒီနောက်ဆုံးမမီတဲ့နေရာအဲ့နေရာကိုပြအဲ့လိုပြောချင်မှာထပ်စင်ငါနောက်ဆုံးမမီတဲ့နေရာပေါ့နော်ဒီဆိုကတော့ဆက်နာဒီမှာအဲ့နောက်ပိုင်းကိုမသိဘူးဒါပေမဲ့သူဆိုကတော့ဆက်တစ်ခုပဲသူမှတ်မိတာအဲ့ပြောချင်မှာโอเคလားဆိုရှင်ငါတို့ဆိုကတော့ဆက်ကိုလာခဲ့မယ်ထပ်စင်လုံးဝဖုန်းမရှာနဲ့နော်ဖုန်းကင်ထားတစ်ချိန်လုံးအဲ့လိုပြောပြီးတော့သူတို့တွေကဒီဆိုကတော့ဆက်ကိုသွားတယ်ဆိုကတော့ဆက်ဆိုရှင်ဒီမြို့ပြင်နာဒီမှာပေါ့နော်သူတို့တွေကအဲ့မျိုးဆိုကတော့ဆက်ကိုသွားတယ်အဲ့ဒီအချိန်မှာပဲဒီထပ်စင်ရဲ့ဖုန်းရုတ်တရက်ကြာတော့တဲ့အချိန်မှာသူတို့လည်းစိတ်ပူတယ်စိတ်ရမ်းပူတာပေါ့ဒါပေမဲ့လို့လေသူသေးလို့စားရတဲ့အတွက်သူကတဖွဲလိုက်ကြည့်ပါအယောက်40လောက်ရှိရတယ်လား
အမျိုးစုကတော့ဆက်ကိုတွားကြဒီမှာဒီစုကတော့ဆက်နာကိုရောက်ခံနေလေးမှာပဲပထမဆုံးသဲလွန်စားဖြစ်လာမယ်ထပ်စင်ရဲ့ဆိုင်ကကိုသူတို့တွေ့ရရှင်မှာโอเคသူတို့နည်းနည်းတော့နီးစက်လာပြီအဲ့လိုမျိုးသူတို့ရစဉ်းစားပြီးတော့ဒီသူတို့ဆိုင်ကတွေ့နေလေးကနေပြီးတော့ပဲဒီတော်ရဝင်ချသွားအဲ့တော်ဆိုအရင်မှနဲ့တလို့မျိုးပြောမလဲရှုံးရှက်ခန့်တာကွာလူသူမနေရတော်ကြီးပေါ့နော်အဝင်သွားပြီးရှာကြပေါ့လူသူတွေခွဲရှာဦးမရှာအမျိုးတွေပေါ့နော်နေရမျိုးပြန့်ကျဲမျိုးပေါ့ရှာကြဒါပေမဲ့တက်နေရရောက်မှဆိုရင်ဒီတော့အရင်မှရှုပ်ထွေးတဲ့သူတို့ရဒီမျိုးလူခွဲလို့မရဘူးဒီမျိုးအတန်းလိုက်ပဲသူတို့အမျိုးတက်သွားရှာရအဲ့ဒီချိန်မှာပဲဒီအဖွဲတွေကနေပြီးတော့တယောက်ကနေပြီးတော့ပေါ့နော်ဒီတော်ကြီးထဲမှာမရှိတဲ့မမြင်တဲ့အရာကိုသူကမြင်လိုက်တာအဲ့ဒါဘာကြီးလဲဆိုကိုတောင်ပြက်ကြည့်ပေါ့နော်ကိုတောင်ကြီးတစ်ခုတူတွေ့တာဒါရဲ့အရင်ထူးဆန်းတယ်ကွာဒီတော်ကြီးထဲမှာကွာဘလူသူမရှိတဲ့ဒီတော်ကြီးမှာဒီကိုတောင်ကြီးရှိရဆိုမဖြစ်တယ်အဲ့တော့သူရဲ့တငယ်ချင်း၃-၄ယောက်လောက်ခေါ်ပြီးတော့အဲ့ကိုတောင်ဘက်ကိုသူကဒီအဖွဲတွေနဲ့ခွဲထွက်ပြီးတော့တွားကြည့်တဲ့အချိန်မှာဒီကိုတောင်နားရောက်ခံနေမှာဆိုလို့ရှိရင်သူကအတန်ကြီးကြားတာဒီတိုင်းမျိုးနှိမ့်ဆက်ခံရတာတွေမျိုးအကူညီတောင်းတန်တွေအဲ့လိုမျိုးပုံစံလေးသူကကြားအချိန်မှာသူကလည်းဒါမျိုးပေါ့နော်ထူးဆန်းတယ်ပေါ့နော်မတင်ကားစရာကောင်းတယ်ဆိုတော့တဖြည်းဖြည်းဒီကိုတောင်နားလေးကိုကတ်သွားပြီးတော့အချိန်မှာဆိုရင်ဒီအတန်ကြီးပိုကျဲလောင်ဆိုတာကြားလာမြဲစားသူကတနက်တန်ကြားချိန်မှာသူကအရန်လန့်သွားပေါ့တနက်တန်ဆိုရှင်မှာသူကပြေးတာပေါ့နော်အဲ့နေရာလေးပြန်ပြေးပြီးတော့သူတို့ကလူတွေကိုသူတို့အဖွဲတွေကိုပြန်သွားပြီးတော့သူတို့ကြားတွေ့မြင်ခဲ့ရတဲ့ဟာတွေကိုသူကပြောပြပြရှင်မှာဒီဂရုတွေဖက်တာโอเคတရားတော့ဒီနေရာမှာသူတို့တကယ်ချင်းနေဖြစ်တဲ့အခုတဲ့ဒီပြီးထပ်စင်းနေတာဒီနားမှာရှိနိုင်လောက်တယ်ဒါပေမဲ့လို့သူအခုချိန်မှာသွားလို့ရှိရင်တော့အဆင်မပြေပါဖြစ်ဆိုဒီထဲမှာရှိနေတဲ့သူတွေကတနက်ဒီလက်နက်တွေရှိနိုင်တယ်ဆိုတဲ့အတွက်သူတို့ကိုသူတို့ပြင်ဆင်ဖို့သူတို့အိမ်သူတို့ပြန်သွားတယ်နောက်နေ့မှပြန်လာမယ်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့မှာနောက်နေ့မှဆိုသူတို့ကပြန်လာခဲ့တယ်ဒီတစ်ခေါက်ပြန်လာတဲ့အချိန်မှာဆိုအိုကတက်အယောက်40မကောက်အယောက်100နီးပါးဒီနားမှာရှိတဲ့ရွာသားတွေပဲဖြစ်ဖြစ်အဲ့လိုအယောက်100နီးပါးလောက်ရောက်ချလာသူတို့ရောက်ချလာတဲ့အချိန်မှာဆိုသူတို့ကလက်နက်တွေယူလာပြီပေါ့နော်ဒီတချို့ဆိုတဲ့ဒုတ်တွေဓာတ်တွေအဲ့လိုမျိုးနီးရလက်နက်တွေယူလာပြီးတော့ဒီရဲ့ကိုတောင်နောက်ရောက်ချလာဒီတစ်ခေါက်ရောက်လာတဲ့အချိန်မှာဆိုသူကအရင်တစ်ခေါက်လို့တိတ်လေးလာတာမဟုတ်သူတို့ကပေါ့နော်ကိုတောင်တွေကရှိတဲ့လူတွေထွက်ခဲ့ပေါ့နော်နင်တို့တွေဘာလုံးလဲဆိုငါတို့ဒီကိုတောင်နဲ့အမျိုးဝင်မယ်ဘာညာမျိုးသူတို့အော်ပြီးတော့အမျိုးအတန်ကျဲလောင်သွားတဲ့လာရဲ့ချိန်မှာဒီကိုတောင်တွေကလူတွေကဆိုတဲ့ချင်းလေကြောက်တာပေါ့နော်တွေ့ပြီးအော်ကြွာသားတွေကလည်းတစ်ဖွဲ့အယောက်100လောက်သူတို့မှဘလို့လက်နက်ပဲရှိဒီလိုအယောက်100ရင်းနဲ့လက်နက်ပေါင်းစုံယူလာတဲ့သူတို့မရှိနိုင်တဲ့အချိန်မှာဒီကိုတောင်တွေကလူတွေကဆိုဒီရွာသားတွေနဲ့ပြန်လဲခုခံမှုမရှိဘူးထွက်ပြေးသွားကြအဲ့ချိန်မှာဒီရွာသားတွေနဲ့အိုကိုတက်တရားဆိုရင်ဒီကိုတောင်တွေဝင်ပြီးတော့လိုက်ကြည့်တာပေါ့အဲ့မှာဒီကိုတောင်တွေကိုဝင်လာတဲ့အချိန်မှာသူတို့တွေ့ရဆိုအရန်မှထူဆန်းမှုကောင်းတယ်ပေါ့ပါလဲဆိုရှင်ကိုတောင်ကကြည့်ရအပြန်နေကြည့်ဒီမျိုးဆုပ်ပြက်နဲ့ကိုတောင်ကြီးတစ်ခုပဲဒါပေမဲ့အထဲထဲရောက်သွားတဲ့အချိန်မှာဆိုကိုတောင်ကတစ်ခုတည်းမဟုတ်ဘူးဒီကိုတောင်အသေးသေးလေးတွေအမျိုးခွဲထားတဲ့ကိုတောင်တွေအများကြီးပဲပေါ့နော်အမျိုးတစ်ခုမကတွေ့တယ်တွေ့ချိန်မှာကွာအဲ့ပြင်ဒီကိုတောင်တွေတချို့ကိုတောင်တွေဆိုရှင်ဒီလိုတန်ဆူကျိုးကြီးအဲ့လိုမျိုးကာတာနောက်အပြန်လူဝင်ထွက်တာတွေသူတို့ကအမျိုးကာကွယ်ဖို့အတွက်အမျိုးကာထားရတာရှိတယ်။အဲ့မှာတချို့ကိုတောင်တွေမှာဆိုရှင်တော့အင်ဂျီတွေဒီမျိုးပေါ့နော်ဘသူဟာတွေမှမသိတဲ့အင်ဂျီတွေအမျိုးသုံးဆောင်ပစ္စည်းတွေပြစ်ထားကြ။ဒါပေမဲ့လူကိုမတွေ့လူတွေပါတယ်အမျိုးမတွေ့။အဲ့ချိန်မှာသူကတစ်ခုပြီးလိုက်ကြည့်တာလိုက်ကြည့်ရင်လည်းပေါ့နော်ဒီကိုတောင်သူတို့အကြီးဆုံးဒီအကုန်လုံးမှာအကြီးဆုံးကိုတောင်ကြီးတစ်ခုတွေ့တာအဲ့ချိန်မှာဒီကိုတောင်ကြီးလို့ရှိရင်မှာဆိုတော့သူတို့အထဲကိုဝင်ပေါက်မတွေ့ဒီကိုတောင်မှာဆိုထူးဆန်းတာတကားပေါက်လည်းမရှိသူဝင်ပေါက်လည်းမရှိဘာမှမရှိမသူတို့ကကိုတောင်ကြီးပက်လေးကိုလိုက်ကြည့်ရပေါ့နော်ဒီကဘယ်နာဝင်ရမလဲဘယ်လိုလုပ်ဘယ်လိုလုပ်ပြီးတော့ဝင်သွားရမလဲအဲ့လိုလိုက်ကြည့်တာဘယ်လိုမှမတွေ့အဲ့အချိန်မှာအဲ့အဖွဲတွေကတယောက်ဟာဆိုရှင်ဒီအဲ့ကိုတောင်တနေရာမှာပေါ့နော်သူတွတ်ပြားကြီးဒီလိုအဲ့လိုကတ်ထားအဲ့လိုတွေ့ရချိန်မှာထူးဆန်းတယ်ဆိုတော့ဒီတွတ်ပြားကြီးအဲ့လိုဆွဲချလိုက်တဲ့အချိန်မှာဆိုရှင်ဝင်ပေါက်ဒီအိမ်ထဲဝင်တဲ့ဝင်ပေါက်ပုံစံမျိုးတွေ့ရချိန်မှာဒီလိုကအိမ်ဝင်ပေါက်တွေဝင်သွားကြအဲ့ချိန်မှာဆိုသူတို့အထဲဝင်လိုက်တာနဲ့ရမ်းနံနဲ့အနံ့ဆိုရကြအဲ့ချိန်မှာဒါပေမဲ့သူတို့လည်းတီးခံလို့နှာခေါင်းတွေပိတ်လို့ဝင်သွားချိန်မှာသူတို့ရှေ့အမြင်ကိုရဆိုသူတို့လုံးဝမတက်မိသွားစေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုတောင်ထဲမှာဆိုဂူပုံစံလေးပေါ့နော်အဲ့ဒီကွာထူးဆန်းတယ်ဘယ်လိုပြောမလဲဒီမျိုးရေလောင်းလိုက်လို့ရှိရင်မျိုးပက်လေအဲ့လိုဝေးသွားအဲ့လိုပုံစံမျိုးပေါ့ပြီးလို့ရှိရင်အဲ့ဟာနေမဟုတ်ဘေးပက်လေမှာဆိုလို့ရှိရင်လူရဲ့အယိုးခဏကိုအစိတ်တိုင်းအများကြီးပဲဟ
ဟာသူတို့လည်းအရန်လန့်သွားပါတော့လန့်သွားနေမယ်အိမ်မှာသူကနေရန်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်နေရန်နေမှာအသက်ရှူနေသေးတဲ့လူတွေကိုတန်ကြိုးတွေနဲ့ခတ်ထားတာအဲ့လိုမျိုးတွေ့ရဟာသူတို့ကအရန်တမလန့်ပြီးတော့ဒီလူတွေကိုလည်းအသက်ရှင်နေသေးတယ်မလားဒီလူတွေလည်းဖြုတ်ကြိုးတွေဖြုတ်ပြီးတော့အဲ့မျိုးဖြီးပေးကြပါဖြီးပေးကြတဲ့အချိန်မှာဆိုရင်ဒီအဲ့ခေတ်တော်ကဒီနိုင်ဂျီးရီးယားမှာဆိုမော်စရာတွေအမျိုးဒီအောက်လန်အသက်ပညာအဲ့လိုပြောရမလားအဲ့လိုမျိုးတွေအရန်နဲ့မှရှိရပြီးလို့ရှိရင်ဒီရဲ့မော်စရာတွေဆိုလို့ရှိရင်ပေါ့နော်သူတို့တွေကဆေးတွေပေါ်ဆက်ပြီးကြပြောမလဲအလောက်အကိုင်းစင်ပြောင်းဝေးပြည့်အမျိုးကန်စားတာတက်အောင်အဲ့လိုပေါ့အမျိုးမျိုးဆေးပေါ်ပြီးကြဒါပေမဲ့သူတို့ကလိုအပ်တာကျတော့ဒီလူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေပေါ့နော်ဒီသူရဲ့အစိတ်ပိုင်းနေနဲ့သူကဆေးပေါ်ပြီးတာအဲ့အတွက်ဒီနိုင်ဂျီးရီးယားမှာအဲ့2014ခုနှစ်တည်းဆိုလို့ရှိရင်ဒီလူခန္ဓာကိုယ်အစိတ်ပိုင်းဈေးကွက်ဆိုတာကိုတည်တတ်ကိုရှိတဲ့အဲ့အတွက်ဒီကိုတောင်ဟာဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရောင်းပြီးတဲ့ကိုတောင်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အရန်နဲ့မှကြောက်ဖို့ကောင်းရင်ဒီလိုက်ဒီလိုအကြောင်းအရာရဲ့ဒီမော်ဆရာကြီးပိုင်းဆိုတာလေဒီလောက်ထိတော့ရှုံတဲ့နိုင်ငံပေါ့နော်အရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ကိုတက်တွေနဲ့ဒီရွာသားတွေရဲ့အကူအညီနဲ့လွတ်သွားတဲ့လူတွေကဆိုရှင်နောက်ပိုင်းမှာသူတို့ပြန်ပြပြအဲ့ဖြစ်ကျူလေးကြားမယ်လို့မခံစားနိုင်ဘူးတိလားသူတို့ဘာပြပြလဲဆိုသူတို့တွေဒီကူထဲမှာရှိတော့ဆိုလို့ရှင်ပေါ့နော်သူတို့အရှိမအသက်ခံရတဲ့သူတွေကိုပြပြပေါ့နော်အဲ့အသက်ခံရလူတွေဆိုလို့ရှိရင်ပေါ့နော်ဒီဝယ်သူလာလို့ရှိရင်သူတို့အရှင်လည်းပဲအမျိုးဆွဲထုတ်လာပြီးရှင်သူတို့လိုအပ်တဲ့အစိတ်ပိုင်းတွေအရှင်လည်းပဲအဲ့ဒီရဲ့အစနာပြတဲ့ဂူပေါ်ရင်လောင်းလို့ရှိရင်ပပက်လေးဖြစ်သွားရဆိုတဲ့ပုံစံပေါ့အဲ့နေရာလေးမှာပဲသူတို့တွေအဖမ်းခံရတဲ့ဟာတွေလူတွေအကုန်လုံးရှိမှာပဲတက်ဖြတ်ပြီးတော့လိုအပ်တဲ့ဟာတွေကိုဝယ်သူရှိအဲ့လိုမျိုးပေးတာတချို့တွေဆိုရှင်ဒီမျိုးပေါ့နော်အော်ဒါအကြီးတွေမဟုတ်ပါအသေးမွားလေးမျိုးလက်မျိုးလေးတွေအဲ့မျိုးပေါ့နော်လူတက်စရာမလိုတဲ့ခဏကိုအသေးစားစိတ်ပိုင်းလေးလို့ရှင်အဲ့လိုမျိုးပဲသူတွေကဖြတ်ထုတ်သွားပြီးတော့ဒီအသက်ရှင်နေတဲ့ခဏကိုအဲ့မှာကြိုးတန်ကြိုးတွေနဲ့ပဲပြန်သွားရှိတာချင်းဘလောက်တော့မှရက်ဆက်လိုက်တယ်အရန်ကြောက်ဖို့ကောင်းတာအဲ့လိုမျိုးတွေဖြစ်နေတာအကုန်လုံးဒီလူတွေအကုန်လုံးကလည်းမြင်နေရအဖမ်းခံတာတဲ့လူတွေအကုန်လုံးကမြင်နေရပြီမဲ့သူတို့လည်းဘာမှမကူညီနိုင်ဘာမှလည်းမလုပ်နိုင်ဘာဖြစ်လို့သူတို့တန်ကြိုးတွေနဲ့ရှိခံထားရအောင်အဲ့လိုပဲသူအလှည့်ရောက်လာမယ်နေကိုစောင့်နေရပါတော့အဲ့ဒီထဲမှာအမျိုးသမီးတယောက်သူကကိုဝင်တဲ့အမျိုးသမီးပေါ့နော်သူအဖမ်းခံရတော့ဒါပေမဲ့သူဒီလူတွေရောက်လာမယ်လွန်ခဲ့တဲ့2ရက်လောက်ကပဲသူကလေးမွေးသွားတယ်မွေးတဲ့အချိန်မှာဆိုရင်ဒီလူတွေကသူကလေးယူသွားပြီးတော့သွားရောင်းပြလိုက်တာကြည့်ဘယ်လောက်တော့မှကြောက်ဖို့ကောင်းလိုက်တဲ့အရာရဲတွေတာအပြင်မှာတကယ်ရှိရလို့မခံစားနိုင်ဘူးဇက်လန်ပုံစံပြီးပဲဒါပေမဲ့ဒါတကယ်ကိုမှနိုင်ဂျီးရီးယားမှာဖြစ်ခဲ့တဲ့တကယ်ဖြစ်ရမှန်ပေါ့နော်ဒီအကြောင်းအရာကြီးဖြစ်မျိုးကြွားသားတွေကဒီလိုကဲထုတ်လာတယ်ဆိုမှသူရဲတွေကလည်းရောက်ချလာတယ်ဒီကိုရိုင်းတစ်ခုလုံးမျိုးဘယ်လိုလဲရှင်းလင်းပြီးတော့စုံစမ်းကြအဲ့ဒီချိန်မှာသူကိုတက်တွေကဒီလူတွေကိုကဲထုတ်လာနိုင်ပြီသူတို့လာရှာတာသူတို့တငယ်ချင်းတွေပြီးလို့ရှင်ထပ်စင်လာရှာဒါပေမဲ့သူတို့ထပ်စင်လည်းမတွေ့ဘူးသူတို့တငယ်ချင်းတို့တရားမှလည်းမတွေ့ဘူးအဲ့ကြောင့်သူတို့ရဲကိုပြောပါဘောနော်သူတငယ်ချင်းသူတငယ်ချင်းနေနဲ့ထပ်စင်ဟာသူဖုန်းဆက်ရတော့သူတို့မြေအောက်ခံမှာရှိနေတယ်လို့သူတို့သိရတယ်အဲ့အတွက်သူတို့မျိုးပေါ့နော်ကုညီဖို့ရှာပေးဖို့ပြောပါပေါ့နော်အဲ့ချိန်မှာရဲတွေကလည်းဒီကိုတောင်တော့ white တွေဒီပတ်ဝန်းကျင်တွေအကုန်လုံးမြေတွေအမျိုးကော်လန်တော့ရှာတယ်ဒါပေမဲ့လည်းလုံးဝရှာမတွေ့ရှာပြီးတော့နောက်ဆုံးမှရဲတွေကမရှာတော့ပြန်သွားကြပါတော့မရှိနိုင်ဘူးအဲ့လိုပုံစံနဲ့ပြန်သွားကြအဲ့ချိန်မှာဆိုရင်ဒီထက်စင်နဲ့သူဒီဥပဒေတွေအဖွဲမိသားစုဝင်နေရဆိုသူတို့ကသူတို့ကိုယ်တိုင်ပဲလာရောက်ပြီးတော့ရှာကြရပါပြီဆိုရဲတွေကလည်းမရှာပြီးတော့လေအမျိုးသူတို့ကသူတွေလာရှာတယ်ဒါပေမဲ့ဘလို့ပဲရှာသူတို့အဖွဲတွေမတွေ့ဘူးအမျိုးသူဖုံပြောနေချင်းဖုံကြတော့တယ်နော်အဲ့ဒါဆိုလို့ရှင်ထက်စင်းရလည်းဖြစ်နိုင်ရှိရတော့အဲ့ချိန်မှာပဲတေဝါလည်းဖြစ်နိုင်တယ်ပေါ့နော်တနာဖို့အရင်ကောင်းနေတိတာအရင်ကြောက်ဖို့ကောင်းနေအဲ့လိုမျိုးဒီလိုမျိုးကိုတောင်ပုံစံပဲတခြားတနေရာမှာလည်းတွေ့လိုက်တည်ရတိတာဒီနိုင်ဂျီးရီးယားမှာပဲဒါပေမဲ့ရဲတွေပါလေဆိုတာဒီနော်အခုဒီ2015အခုချိန်ဒီနောက်ွယ်ဒီကိုတောင်ပိုင်ရှင်ကဘသူလဲဘာလဲမျိုးတဲလွန်စားတွေသူမရှာတယ်လို့မျိုးစူးစားပြီးတော့လည်းမရှာဘူးအစသားပြတော့ဒီအကြောင်းအရာရဲတိတာသူတို့နိုင်ငံတွေမဟုတ်တခြားတနိုင်ငံတွေထိပါအရင်ကနာမည်ကြီးသွားဒါပေမဲ့နောက်ပိုင်းကျညင်သွားတယ်မှာဒီသူတို့အစိုးရဒီအကြောင်းအရာပေါ်မှာအာယုံမဆိုင်တာလားဘယ်လိုပြောမလဲမရှာပြီးတာလားပြည်သူတွေကိုဘယ်ယူမဆိုင်တာလားဘယ်လိုပြောရမလဲမသိဘူးဒီအကြောင်းအရာရအခုချိန်ဒီတရက်ခံမသိရအောင်ဘယ်သူလောက်တာလဲဘာလဲပေါ့နော်အရန်တနာဖို့ကောင်းရင်ဒီလားဒါကြီးကိုလက်မခံနိုင်ဘူးအဲကြောင့်မို့ဒီမော်စရာတွေသူတို့နိုင်ငံရမ်းယုံကြတယ်ဒီမှာတကယ်ဖြစ်နိုင်လို့လားနော်လူစိတ်ပိုင်းနဲ့စီးဖို့ရဆိုရင်နော်ဒါရဲ့ဘလောက်ပဲမော်စရာတွေဘလောက်ပဲကောင်းနေသူပဲဘလောက်ပဲယုံနေဖြစ်ဒီမျိုးလူ
အသက်ရှင်နေတဲ့လူကြီးကိုဒီလိုဒုက္ခပေးပြီးတော့လောက်ထိအောင်တော့မယုံသေးဘူးဒါရဲ့အစွန်းရောက်ယုံကြည်မှုလို့ပြောတဲ့လုပ်ငန်းကိုင်ငံကောင်းအောင်လို့ဆိုတော့ရေရရှိအိုက်ပါရီတော့ကိုရီတော့ကြုံတော့အမျိုးရှိခဲ့ပူပါတယ်ဒါပေမဲ့ဒီလောက်ထိတွေမျက်လုံးစုံပြီးတော့လူတွေရှင်းဒုက္ခပေးပြီးတော့ယုံရလောက်အောင်ဒီတော့မဖြစ်သင့်ဘူးလို့ပေါ့နော်အမျိုးတစ်ခုခုယုံကြည်မယ်တစ်ခုခုကိုးဝယ်မယ်ဆိုလည်းမျိုးစဉ်းစားဆင်ခြင်ပြီးတော့ပေါ့နော်အမျိုးကိုးကွယ်တင်တယ်လို့ပြောရှင်ဒီတငယ်ချင်းတွေဒီအကြောင်းအရာယူနားထောင်သွားတဲ့တငယ်ချင်းတွေဆိုရှင်ဒီအကြောင်းအရာယူဘယ်လိုထင်လဲပေါ့နော်ဒါကြီးကတော့လုံးဝမဖြစ်တဲ့အရာကြီးလို့ထင်တယ်အမျိုးကိုထင်တဲ့အရာလေးကို comment မှာရေးသွားပြပါလို့ပြောရှင်ပါတယ်နောက်ထပ်အမှုတစ်ခုမှပြန်လည်ဆုံလေးကြမယ်ဘိုင်ဘိုင်ဒီအကြောင်းအရာလေးဒီလောက်ထိပါပဲ